ခါဘူယာရဲ့300ခတ်တဲ့ကွန်ဘိုများ1ကွန်ဘို1ခါဘူယာဟုဒီကွန်ဘိုက3ရတာနည်းနည်းခတ်ပြီးတိုင်မင်ခိုင်းမှဝင်တာဖြစ်ပါတယ် scale 1ကို enemy ဘက်ကိုအရင်ရွှေ့ edit 3ပြီးရင်ကိုခေါ်ခြင်းတဲ့ဘက်ကို scale 1ထပ်3 enemy နောက်ကို flicker ခုံပြီးရင် scale 2 3အဲ့ဒါဆိုရင်တော့အခုလို enemy တွေကို hook လုပ်လို့ရမှာဖြစ်ပါတယ်အဓိကက scale 2ကို edit ပြန်ဆွဲတဲ့ timing နဲ့ကိုက်အောင်3မှ enemy တွေကိုပြန်ဆွဲမှာဖြစ်ပါတယ်နှစ် combo 2 unexpected LD combo 1ထက်လွဲတဲ့ဟာကတော့ ultimate ကိုအရင်ဖြောက်ထားပြီး enemy နောက်ရောက်မှ ultimate ကိုထုတ်သုံးတဲ့သဘောပါကြိုက်သလို free time ဖန်တီးလို့ရပါတယ် deliver combo က1 LD flicker 1 2 LD 3 combo 3 unpredictable move scale 1အရင်ထုတ်တာ LD 3ထိပြန်ယူ flicker 3 scale 2နဲ့ enemy နောက်ကိုသွား scale 2ပြန်ဝင်ရပါပြီ combo 1နဲ့2ကိုပေါင်းထားတဲ့သဘောပါ ultimate ကိုမမြင်ရသလို ultimate ပြန်ဆွဲတဲ့အချိန်နဲ့ scale 2ရဲ့ timing နဲ့ကိုက်နေဖို့လဲလိုပါတယ်ဒီ combo တွေထဲမှာအလွယ်ဆုံးနဲ့အကြီးရောက်ဆုံးလက်တွေ့အကျဆုံး combo နံပါတ်2ကိုပဲသုံးဖို့တိုက်တွန်းချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတော့ဘယ် hero ရဲ့ combo တွေကိုဘယ်လိုသုံးရမလဲသိချင်တယ်ဆိုရင် comment မှာကိုသိချင်တဲ့ hero ကိုမှန်းခဲ့လို့ရပါတယ်